ပြန်တော်မူပြီးတော့ယုံလောက်မပုတ်လို့ရှိရင်ရဟန္တာပုဂ္ဂိုလ်ဟုတ်တယ်လို့ပြောရတယ်အဲ့ဒါကမှန်တယ်လည်းရှိတယ်မမှန်တယ်လည်းရှိတယ်ပြန်တော်မူပြီးတော့မပုတ်သောပုဂ္ဂိုလ်၅မျိုးရှိတယ်မှန်ပါပါရဟန္တာပုဂ္ဂိုလ်အမှန်ဟုတ်ရင်ပြန်တော်မူပြီးတော့ယုံလောက်မပုတ်ပါဘူးမပုတ်ယုံရင်မဟုတ်သေးဘူးရဟန္တာပုဂ္ဂိုလ်ရဲ့ယုံလောင်းကသူ့အနာသံဃာနာမွေးတယ်အဲ့ဒါရဟန္တာပုဂ္ဂိုလ်နော်နောက်တစ်မျိုးကပုထုဇဉ်ရဟန်းပဲကမ္မထံပေါက်ပြီးသားပုဂ္ဂိုလ်မပုတ်ဘူးကမ္မထံကအာနာပါနကမ္မထံဖြစ်စေဗုဒ္ဓနုဒတိဖြစ်စေဘယ်ကမ္မထံဖြစ်စေကမ္မထံလင်းတယ်ဘယ်ကမ္မထံဖြစ်စေကမ္မထံပေါက်နေသောပုဂ္ဂိုလ်မပုတ်ဘူးဘာထူးလဲဆိုတော့ယုံလောင်းကိုမှန်သက်တာတဲ့ဆက်ထားသည်ဖြစ်စေတွန်းသက်တာတဲ့ဆက်ထားသည်ဖြစ်စေဖွင့်ပြီးတော့ကချိုးချွတ်နေတတ်တယ်ပြီးရစ်ကြရင်သပင်ရှင်းလာတယ်သမင်ရိပ်ရပေးရတယ်ဒီတဲ့လည်းပဲရှင်းလာတယ်ခြေလက်တွေကန်ကြည့်ရင်ပျော့ပြောင်းနေတယ်၆ခွေမသွားဘူးသူကတော့တန်ခုနာမှာမွေးဘူးအဲ့ဒါကမ္မထံပေါက်သောပုဂ္ဂိုလ်ဒါနှမျိုးရှိပြီနော်နောက်တစ်ခုကလောကီလံဝိဇ္ဇာတို့လံဝိဇ္ဇာတို့ဖြစ်သောပုဂ္ဂိုလ်မပေါက်ဘူးအမှန်ဖြစ်ရင်ပေါ့နော်အဲ့ဝိဇ္ဇာတို့ဖြစ်နေတဲ့ပုဂ္ဂိုလ်မပေါက်ဘူးအဲ့ဒီဝိဇ္ဇာတို့ကနှမျိုးရှိတယ်ဆိုတော့ခန္ဓာကြီးဝိဇ္ဇာတို့ဆိုတာကြတော့မပုတ်ဘူးမပုတ်ပေမဲ့ကျင်းကျင်းငဲငယ်သွားတယ်။ဒါတော့တချို့နဲ့လုံးသွားတာရှိသေးတယ်။ဒါလောကီတွေကိုအဲ့ဒါကြီးဆန်းကျဲတဲ့ဒါတွေကဆန်းကြတယ်။ဒါကြီးကခုနပြောတဲ့ပုဂ္ဂိုလ်၅မျိုးရဲ့မှာပါတော့ပါတယ်ပါပေမဲ့သူတို့အကောင်းဆုံးနည်းတွေမဟုတ်ပါဘူး။တရားနဲ့နေတဲ့ပုဂ္ဂိုလ်တွေကဒါတွေမနှစ်သက်ပါဘူး။မှန်ပါပါ။နောက်တစ်မျိုးကရသာယနာသေသာတဲ့ပုဂ္ဂိုလ်မပုတ်ဘူးရသာယနာသေဆိုတာတက္ကရာထိုးတယ်လို့ဖိုးခြင်းထိုးပြီးတော့အဲ့ဒီခေါ်တဲ့သေတစ်မျိုးရှိတယ်အဲ့ဒီသေသာတဲ့ပုဂ္ဂိုလ်လည်းမပုတ်ဘူးအဲ့ဒီလိုမဟုတ်ဘဲနဲ့တော်တွေကသက်မှုသက်မြက်ကိုခေါ်တဲ့နည်းရှိသေးတယ်အဲ့ဒီရသာယနာသေသာတဲ့ပုဂ္ဂိုလ်လည်းသက်လက်ရှိတယ်သူရုပ်ကြိုးချက်ကလည်းမပုတ်ဘူးနောက်တစ်မျိုးကခြူကြီးပံပုဂ္ဂိုလ်သူကြီးပံပုဂ္ဂိုလ်ကမ္မထံပေါရအောင်အားထုတ်ထားတဲ့ပုဂ္ဂိုလ်နော်ကြတော့သူကပါရမီဓမ္မတမ္ပါဒမြင်နေတဲ့ပုဂ္ဂိုလ်ပြည်တယ်အဋ္ဌာနဲ့ထားခဲ့ရင်မပုတ်ဘူးအဋ္ဌာမထားရင်ပုတ်တယ်အဋ္ဌာထားလို့ရှိရင်မပုတ်ရုံနဲ့ပုတ်သေးဘူးငါပြန်တော်ပြီးသောအခါငါရဲ့ရုပ်ကျွမ်းခန္ဓာဒီဒလကြာတော့ကကြောက်ဖြစ်စေတတိစသည်ပေါ့နော်အဋ္ဌာလို့ရှိရင်ရုပ်လောင်းတာဒလကြာတော့ကဒီရုပ်ကျွမ်းခန္ဓာကြောက်ဖြစ်သွားတယ်အဲ့လိုဘယ်လိုမျိုးရှိလဲအဲ့ဒါမှတ်တာ